ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကချင်သားကြီး online ဆန်းနဲ့တူတူလေ့ကျင့်နေတဲ့ UFC အနာဂတ်ချန်ပီယံလောင်းလေးချင်းဖိုက်တဲ့ Joshua Van ရဲ့အကြောင်းအကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာကုံဆောင်တဲ့ကွမ်းချန်ပီယံဟောင်းကြီး online ဆန်းဟာသူ့ရဲ့တပည့်ဖြစ်တဲ့ K-Clip FC က Fighter တူရဲ့ပွဲကိုကြီးကြပ်ပေးဖို့ Texas ပြည်နယ်က Fury FC ကိုရောက်ရှိနေပါတယ်Fury FC ဆိုတာချင်းဖိုက်တဲ့ Joshua Van ထိုးသက်ခဲ့တဲ့ promotion ဖြစ်ပါတယ်။ Joshua Van Fury FC မှာ Flyweight တင်ချန်ပီယံကပတ်ကြီးကိုသိမ်းပိုက်ပြခဲ့တာပါ။ Online ဆန်းနဲ့ Joshua Van တို့ Texas မှာစုံတွေ့ခဲ့ကြတာဖြစ်ပြီး Online ဆန်းအနေနဲ့ Joshua Van ရဲ့ဂျင်းဖြစ်တဲ့ 4-on-5 club ကိုပါတွားရောက်လေ့လာခဲ့ပါတယ်။အဲဒီဂျင်းမှာကချင်သားကြီးကချင်းလူငယ် fighter လေးကိုလေ့ကျင့်ခန်းတွေတောင်လုပ်ပေးခဲ့တာပါ။အောင်မြင်မှုတရဖူတွေရခဲ့တဲ့သူရဲကောင်းကြီးနဲ့အနာဂတ်ချန်ပီယံတို့ရဲ့ပူရဲလေ့ကျင့်မှုကိုမြင်တွေ့ခဲ့ရပါတယ်။မြန်မာပြည်သက်တော်တော်များများကလည်းအခုလိုမျိုး Van နဲ့ online ဆန်းတို့တွေ့ဆုံမှုကို PT တွေဖြစ်နေကြပါတယ်။ Joshua Van ကတော့သူ့အနေနဲ့အရန်ကောင်းတဲ့အတွေ့အကြုံတွေကို online ဆန်းစီကနေသင်ယူခွင့်ရခဲ့တယ်လို့ရေးသားထားပါတယ်။ online ဆန်းကလည်းအခုလိုမျိုးပဲပြန်လည်မှတ်ချက်ပေးသွားခဲ့ပါတယ်။ Van ကအလုပ်ကြိုးစားမှုနဲ့တာဝန်ခံမှုအပြည့်အဝရှိတဲ့ fighter တယောက်ပါ။ Van အနေနဲ့သူ့ရဲ့နောက်ပွဲတဲ့အဆင့်သင့်ဖြစ်နေပါပြီ။နှွေးထွေးစွာကြိုးဆိုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုပြီးကချင်သားကြီးကမှတ်ချက်ပေးသွားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ဂန်ဝင် fighter ကြီးနဲ့အနာဂတ်ချန်ပီယံလောင်းတို့ရဲ့တွေ့ဆုံမှုကတကယ်ကိုကြည်နူးစရာကောင်းပါတယ်။ Van အနေနဲ့လည်းချန်ပီယံကြီးစီကအတွေ့အကြုံသစ်တွေရလိုက်မယ်ထင်ပါတယ်။ Joshua Van အနေနဲ့လည်း online ဆန်းနဲ့တူတူလေ့ကျင့်ခဲ့တဲ့ဗီဒီယိုကိုသူကိုယ်တိုင်သူ့ရဲ့ social media တွေပေါ်ကနေတင်ထားတာတွေ့ရပါတယ်။အဲဒါကိုမီဒီယာတော်တော်များများကလည်းကူးယူဖော်ပြနေကြပါတယ်။ But before the knee don't turn, just drive into it. Yes, sir. Okay, Joshua Van ရဲ့ပွဲကနောက်နှစ်ပတ်နေကြည့်ရတော့မှာပါ UFC 316ပြိုင်ပွဲမှာပါဝင်ထိုးသက်ရမှာဖြစ်ပြီး Brazil fighter Bruno Silva နဲ့ရင်ဆိုင်ထိုးသက်သွားမှာပါ Joshua Van နဲ့ Bruno Silva ကိုအနိုင်ရခဲ့ရင်သူ့အနေနဲ့နောက်ပွဲမှာ top 10 fighter တွေနဲ့ထိုးသက်ရနိုင်နေရှိပါတယ် Joshua Van အတွက် Bruno Silva ကလည်းအရင်ကြီးခက်ခဲနေတဲ့ fighter မျိုးတော့မဟုတ်ပါဘူးသို့ပေမဲ့ MMA ဆိုတာဘာမှမဆိုဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့တေချာဂယူးဆိုင်ပြီးကစားဖို့လိုပါတယ်Joshua Van က game plan ကောင်းကောင်းနဲ့အမြဲတမ်းပြင်ဆင်ကစားတတ်တဲ့ fighter ဖြစ်တာကြောင့်အထူးတလဲတော့ပြောနေစရာမလိုပါဘူး Joshua Van နဲ့ဘလို့အခင်းကြီးမျိုးတည်ဆောင်လာမလဲဆိုတာပဲရင်ခုန်စွာစောင့်ကြည့်သွားကြရမှာပါကျွန်တော်အနေနဲ့တော့အကောင်းဆုံးနိုင်ပွဲမျိုးရရှိပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာ Joshua Van လက်ရှိမှာဆို UFC မှာ9ပွဲထိုးသက်ထားပြီးဖြစ်ပါတယ်6ပွဲဒီအနိုင်ရကတပွဲသာရှုံးနေထားပါတယ်အခုလာမယ့်ပွဲမှာလည်း Joshua Van နဲ့ဘလို့မျိုးနိုင်ပွဲရရှိအောင်လဲစောင့်ကြည့်ရမှာပါJoshua Van တဆင်ချင်းတီချန်ပီယံခမတ်နာကိုနီးကပ်လာနေတာပါ promotion ဘက်ကသူ့ကိုတဆင်ချင်းတီဆောက်ပေးနေတာပါ Joshua Van နဲ့လည်း UFC ကခံမှန်းထားသလိုမျိုးအနာဂတ်ချန်ပီယံတယောက်ဖြစ်လာမလားဆိုတာဆက်လက်စောင့်ကြည့်သွားကြရမှာပါခင်ဗျာ Joshua Van နဲ့ online ဆန်းတွေတွေ့ဆုံမှုကိုလည်းပြည်သက်တော်တော်များများကနှစ်သက်နေကြတာတွေ့ရပါတယ်အောင်မြင်မှုတရဖူတွေရရှိထားတဲ့နန်တော်ကန်ချန်ပီယံဟောင်းကြီးနဲ့အနာဂတ်ချန်ပီယံလေးတို့ရဲ့တွေ့ဆုံမှုကတကယ်ကိုပီတိဖြစ်စရာကောင်းပါတယ်ဘလို့ခင်းချင်းတွေဆက်လက်ဖြစ်ပေါ်လာအောင်မလဲဆက်လက်ဆောင်ကြည့်လိုက်ကြရအောင်ပါခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲလာမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာပျော်ရွှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ